ငယ်ချင်းတို့ရေဒီနေ့တော့ကလေးတွေကြောင်းပို့ပြီးအပြန်ဖျားဝင်ပြီးကုသိုလ်ယူခဲ့တာလေးတွေကိုဗီဒီယိုလေးတွေရိုက်ခဲ့တာပါငါးစာလေးတွေလည်းကျွေးခဲ့တယ်အိုစာလေးတွေလည်းကျွေးခဲ့တယ်ငါးလည်းလွတ်ခဲ့တယ်ဒီဖုန်းကြီးကြောင်းမှာပေါ့နာမည်တော့မပြောပြတတ်ပါဘူးမြစ်ဘေးမှာပေါ့နော်ဒါကတော့ဟိုဆက်စုဒီဆက်စုနဲ့ရှောက်ကြည့်တာပါရှောက်ကြည့်ရှောက်ပြောငါးစားလေးတွေကျွေးအဲ့ဒါလေးတွေရှောက်ရိုက်ထားတာပါဒါငါးမလွတ်ခင်ပေါ့နော်ရှောက်ကြည့်အိုက်ကန်ထဲမှာတဲ့ငါးလေးတွေကိုလှုပ်ရမယ်တဲ့ဆိုပြီးကြည့်နေတာပေါ့နော်ဘယ်လိုလှော့ရမှာလဲပေါ့ဒီမှာငါးကျွေးရတော့ဒီမှာငါးကျွေးနေတာစားဒီမှာလာကျွေးနေလားဒီကကြောင့်ရေစီးသားကျန်းသွားပြီဒီရေစီးကျန်းတယ်နော်ခိုးလေးခင်ရော哇，哪里？9កောင်နေ10កောင်နဲ့သူကတော့တရားဖို့ပဲဝင်ခိုးတာငါးလေးတွေကိုအမွှေးနဲ့လာရင်းနဲ့ပတ်ဖြန်းရတယ်ဆိုအဲ့လိုပတ်ဖြန်းပြီးထုတ်ခဲ့ပါငါးလွတ်မယ်ပေါ့နော်သူတို့လွတ်ခိုင်းတဲ့နေရာမှာလွတ်တော့လေငါးကြီးတွေကဝင်ဆောက်ပြီးလာတိုးပြီးစားလို့အဲ့နဲ့ဒီဘက်ကိုလွတ်ပြန်တော့လေဒီဘက်လည်းငါးကြီးတွေကလာစားတာပဲအဲ့တော့ရော့ဟာဆိုပြီးတော့အဝေးကိုပတ်တယ်ပြီးတော့လွတ်အောင်ဆိုပြီးလွတ်ခဲ့ပါလေတီးခဲ့တာတော့ငါးသေးလေးတွေကိုငါးကြီးတွေကလာစားပါတယ်